မြန်မာနဲ့ကမ္ဘောဒီးယားလို့မှာကြထိုင်းနိုင်ငံမှာအများဆုံးအလုပ်နေရာတွေဝင်လုပ်ပေးနေကြတာပါနိုင်ငံမတည်ငြိမ်မှုကြောင့်ထိုင်းနိုင်ငံရဲ့အောက်ခြေဒွိအလုပ်တွေအတွက်ထိုင်းနိုင်ငံဒီကိုစားဝင်လုပ်နေရတဲ့အဆင့်မှာပဲရှိပါတယ်ဒါကိုထိုင်းအခြေခံလူဒန်းစားပခုံးနဲ့ထိုင်းပြီးထိုင်းရတဲ့အလုပ်တွေကိုဒီလုပ်သားဈေးကွက်နှစ်လွှာကွဲနေရတဲ့ဒူရာလီဘာမားကတ်ဈေးကွက်နဲ့ပထမအလွှာဖြစ်တဲ့ဒီပရီးမီယံစက်တာမှာဆိုရင်လစာကောင်းပြီးတော့ယာတုတိုးနိုင်တဲ့အလုပ်တွေရုံးလုပ်တွေဝန်ဆောင်မှုအလုပ်တွေအသိပညာနဲ့နည်းပညာအလုပ်တွေခီးသွွားအလုပ်တွေဒါကိုထိုင်းနိုင်ငံသားတွေကြီးစိုးနေကြတာပါဒုတိယအလွှာမှာဖြစ်တဲ့ဒီစက်တာဒီ secondary sector မှာဆိုရင်လစာနည်းပြီးတော့ပင်ပန်းဆင်းရဲတဲ့အလုပ်တွေ 3D လို့ခေါ်တဲ့ dirty dangerous difficult လို့ခေါ်တဲ့ညစ်ပတ်တဲ့အလုပ်တွေအန္တရာယ်ရှိတဲ့အလုပ်တွေခက်ခဲတဲ့အလုပ်တွေဥပမာဆောက်လုပ်ရဲ့အလုပ်တွေကိုလုပ်နေကြတာဖြစ်ပါတယ်နိုင်ငံမတည်နိုင်ငံဒီမငြိမ်မသက်မှုနဲ့ဆင်းရဲမွဲတေမှု first ဒီ factory တို့ရဲ့ဒီရွှေ့ပြောင်းလုပ်သမားတွေဟာဒီဒုတိယအလွှာကိုဝင်ရောက်ပြီးတော့လုပ်ကြတာဖြစ်ပါတယ်ထိုင်းနိုင်ငံသားတွေကိုဒီအလုပ်ကြမ်းလုပ်เสียမလို့တော့ဘဲနဲ့အလုပ်လုပ်နေရင်နဲ့ manager ဖြစ်သူ supervisor ဖြစ်သူအဲ့လိုအဆင့်တွေကိုရအောင်ပို့ပေးတယ်လို့ဖြစ်နေပါတယ်စီးပွားရေးပြောရမှာဆိုရင်ရွှေ့ပြောင်းလုပ်သားတွေကထိုင်းနိုင်ငံသားတွေရဲ့အပြိုင်အဆိုင်ဒီ substitute ဖြစ်မနေဘဲနဲ့အထောက်အကူတဘောအနေနဲ့ complement တွေဖြစ်နေသေးပါတယ်သူတို့ရှိမှထိုင်းတွေယာတုတက်တာအဲ့လိုသဘောအမြင်တွေဖြစ်လာပါတယ်ထိုင်းငွေတိုးနှုန်းတွေကျဆင်းလာပြီးတော့လုပ်သားရှားပါမှုတွေဒီ labor shortage ဒီကြုံနေရတဲ့စီးပွားရေးအကျပ်တဲ့စီးပွားရေးသဘောရဆိုရင်ဒီ level 20 point ဆိုတဲ့ဒီလုပ်တဲ့ပို့ကြမှုအချိန်ဟာကုန်ဆုံးသွားပါပြီထိုင်းကိုကြော်ပြပြီးတော့ဒီဥမာကြီးလက်ဒီတာမှာလယ်လုပ်တူတော့မကြံတော့ဘူးနော်ဒီချိန်မှာနိုင်ငံခြားသားအလုပ်သမားတာမရှိရင်စိတ်ရုံလုပ်ရုပ်တွေရပ်သွားနိုင်ပါတယ်အပေါ်ပြောခဲ့တဲ့ဒီပခုံးထမ်းတင်ပေးထားတယ်ဆိုတာကလည်းတင်စားမှုတသက်မဟုတ်ပါဘူးလက်တွေ့မှာပဲထိုင်းနိုင်ငံရဲ့ကွန်ထရိုးလုပ်မှုရန်ရာကြီးမပြိုကျအောင်ရွှေ့ပြောင်းလုပ်သမားတွေကထောက်မှထားရတဲ့သဘောမှရှိပါတယ်ထိုင်းနိုင်ငံရဲ့ပို့ကုန်စီးပွားရေးဖြစ်တဲ့ဒီ export economy ဟာကမ္ဘာဈေးကွက်မှာအကျိုးသက်ရောက်မှုရှိဖို့တတ်ချင်းတွေပေါ်မှာအများကြီးကျိုးသက်ရောက်နေပါတယ်ထိုင်းရဲ့အစောငါးတက်တာလုပ်ငန်းစက်သားထုတ်လုပ်ရေးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာဒါထိုင်းနိုင်ငံသားတွေကိုလောက်ကနှုံထားဥရောပစံနှုန်းနဲ့ပေးထားပြီးခိုင်းရမယ်ဆိုရင်ထုတ်လုပ်မှုစိတ် cost of production အရန်တက်သွားတဲ့အခါမှာဈေးကွက်မှာတရုတ်နဲ့ရှင်ပြီးတော့ဈေးကြီးပြီးရှုံးနေသွားနိုင်ပါတယ်မြန်မာနဲ့ကမ္ဘောဒီးယားလူသမားတွေကလောက်အားတက်နဲ့ cheap labor ကထိုင်းပို့ကုန်တွေကိုကမ္ဘာဈေးကွက်မှာဈေးပေါ်နဲ့ရောင်းနိုင်အောင်ကြားကန်ပေးထားတာပြောရမယ်ဆိုရင်တော့ထိုင်း GDP တိုးတက်မှုရဲ့နောက်ကွယ်မှာရွှေ့ပြောင်းလုပ်သားတွေရဲ့ပိုရှာတဲ့အတန်ဖိုးပါမှုအလွန်ကြီးမားပါတယ်ရွှေ့ပြောင်းလုပ်သားတွေကအောက်ခြေအလုပ်သားကိုရယူလိုက်တဲ့အတွက်ထိုင်းလူငယ်တွေဟာအချိန်ကုန်လူပင်ပန်းတဲ့အလုပ်တွေမှာပိတ်မိနေတော့ပဲပညာသင်ကြားခွင့်ကျွမ်းမှုတင်မှုတင်တန်း up skill တက်ခွင့်တွေပို့ရတာပေါ့အကျိုးဆက်အနေနဲ့ထိုင်းလူလက်တန်းစားဒီ middle class ပမာဏရဲ့လက်စာမြန်မာစပွဲတိုးတွေဒီကောင်တာမှာထိုင်းငွေကင်တာတွေဆိုရင်ဒီထိုင်းဆိုတဲ့ပုံစံနဲ့ဖြစ်မလာပါဘူးထိုင်းနိုင်ငံသားတွေရဲ့လူနေမှုအဆင့်အတန်း standard of life ရဲ့လျှို့ဝှက်ချက်ကဆိုရင်ဒီမြန်မာလူသမားတွေကအောက်ကနေပြီးတော့ခုံထမ်းထားလို့သူတို့တွေကအဆင့်ကောင်းယာတုကောင်းအလုပ်ကောင်းတွေလုပ်နေရတာဖြစ်ပါတယ်လက်ရှိထိုင်းနိုင်ငံမှာဖြစ်နေတဲ့မြန်မာလူသားတွေကထိုင်းတွေရဲ့အလုပ်အကန့်ကိုလူယူနေတယ်ဆိုတဲ့အမြင်ကတော့ထိုင်းအမျိုးသားရေးသမားတွေပါစမှာရှိနေတဲ့အဆင့်မှာပဲဖြစ်နေတာပါဒီတော့စီးပွားရေးရမှန်ကန်မှုလုံးဝမရှိပါဘူးဒါတွေကနိုင်ငံရဲ့အသုံးချခံထိုင်းအမျိုးသားရေးအမိခံထိုင်းလက်ကြောမတင်အဖွဲ့ထိုင်းအလုံးမလုပ်ချင်တဲ့အဖွဲ့တီးမခံနိုင်တဲ့ထိုင်းများအဖွဲ့ကိုရွေးပြောတာလူတို့ကိုလှုပ်ဆောင်ဖို့တသက်ပြောဆိုမှုတွေဖြစ်ပါတယ်ထိုင်းစီးပွားရေးဆိုတာတင်းမာနေတဲ့အရာပါမြန်မာလူသားတွေဝင်လာလို့လုပ်ငန်းတွေလက်ပတ်နိုင်တယ်ဆိုတာတတ်တာလို့လုပ်ငန်းတွေချက်ထွင်တာလုပ်ငန်းချက်လိုက်တဲ့အခါမန်နေဂျာနေရာစင်းကိုင်နေရာတည်ယူပို့ဆောင်ရေးနေရာတွေမှာထိုင်းတွေအတွက်အလုပ်အကန့်အသစ်တွေထပ်မံပေါ်လာမယ်မြန်မာတွေကအလုပ်လုပ်တာအလုပ်အကန့်အသစ်ဖန်တီးရမှာအထောက်အကူပြုပေးနေတာပေါ့ထိုင်းလူသားစီကွက်မှာအလုပ်လုပ်ချင်သူနဲ့ရှိနေတဲ့အလုပ်သတ်သူမကြပါဘူးထိုင်းလုပ်ငန်းအများစုဟာတက္ကသိုလ်ဘွဲရတွေဖြစ်လာပြီးတော့ရုံခန်းထိုင်အလုပ်ဝန်ဆောင်မှုအလုပ်တွေကိုသာ
ဖော်ပြပေးထားပါတယ်ငါးပန်းလှေလိုက်ဖို့စောက်လို့စောက်ဖို့ရောဘာချန်ရှင်းဖို့လုံးဝစိတ်ဝင်စားမှုမရှိပါဘူးစီးပွားရေးရပြောရင်ဒီအလုပ်တွေမှာထိုင်းလုပ်သားရောင်းလို့အား labor supply man မရှိသလောက်နေပါပါတယ်မြန်မာတွေကထိုင်းမှာမလုပ်ချင်လို့ဖြစ်ထားတဲ့ဒီအကြဒီအလုပ်တွေကိုဝင်လုပ်နေတာဖြစ်လို့လူယူတယ်ဆိုတဲ့စကားကလုံးဝယုံကြည်မရှိပါဘူး